တောင်ဖီရွာလေးထဲမှာတော့အခုတလောအိမ်မွေးတရိတ်ဆန်လေးတွေကနေတိုင်းလိုသေဆုံးလို့နေကြပါတယ်ကျွန်တော်ညမြင်ခဲ့တဲ့လေးအောင်ကစုံကောင်းပြက်လေးအောင်ဖြစ်မယ်ထင်တယ်ဗျအဲ့ဒီလေးအောင်တွေကကျွန်တော်အိမ်တော်မှာလှည့်ပတ်သွားနေတာကျွန်တော်တကယ်သိကျင်နေတယ်အဲ့ဆိုမှဘယ်ကနေလာနေရလဲမသိဘူးမင်းရဲ့အိမ်ဘက်လေမှာဝဂျွန်နေစူးကတ်တွေကိုစုပုံပြီးတော့ထားပါလားကွာဇုံဆိုရင်စူးကတ်တွေကိုကြောက်ကြတယ်မင်းတခြားအိမ်တွေမှာမမြင်ဘူးလားအဲ့ဒီဇုံဆိုတာလူကိုရန်ပြူးတတ်တယ်ပြီးတော့လေဘေးုံလည်းကြိုက်တတ်တယ်ကွာဘာဦးကတော့သူ့ရဲ့အိမ်နီးဝင်းကျင်မှာလှည့်ပတ်သွားလာနေတဲ့ဇုံမအကြောင်းကိုသေချာပြောပြနေပါတယ်အခုတလောရွာထဲမှာဇုံမရှိနေကြောင်းရွာလေးတဲကသူတွေလည်းပြောဆိုနေကြတာကြာပြီဖြစ်ပါတယ်အခုလဲရွာလေးတဲကကြက်တွေမှန်သမျှကမနက်စောစောတိုင်းမှာသေဆုံးနေတတ်ပါတယ်ဘာဦးလဲကြက်မွေးသူတယောက်ပါပဲဒါတောင်လဲဘာဦးကရွာထဲမှာဒုက္ခပြီးလာတဲ့ဇုံမကိုဖြေရှင်းနိုင်မယ်နီလန်ရှာဖွေခဲ့ပါတယ်ဘာဦးကဥခင်ဝင်းနဲ့စကားပြောပြီးတဲ့နောက်အိမ်ကိုပြောင်းလာတော့ခင်ဝင်းပြောသလိုဇူကတ်တွေကိုခုတ်ဖြတ်ယူလာလိုက်ပြီးရေချိုးကန်းရဲ့အနီးတစ်ဝိုက်မှာဖြန့်ကျက်လို့ထားလိုက်ပါတယ်ဘာဦးရဲ့အိမ်ခန်းလန်းမှာရေချိုးကန်းကိုလှုပ်ထားပါတယ်သူ့ရဲ့ရေချိုးတဲ့အခန်းလေးကတော့အမိုးမရှိပါဘူးဘေးနားတွေကိုပဲမမြင်ရအောင်ကာရံပြီးတော့ဆောက်လုပ်ထားတာဖြစ်ပါတယ်ဒီညဘာဦးကဆုံးမကိုစောင့်ကြည့်ခြင်းနေပါတယ်သူကတော့ဆုံးမကိုဖမ်းမိခြင်းနေတာပါဒါမှလည်းဒီဆုံးမကဘယ်ကနေလာတာလဲဘယ်သူလဲဆိုတာသိနိုင်မှာဖြစ်ပါတယ်ဘာဦးကတော့သူ့ရဲ့အမိုးမရှိတဲ့ရေချိုးကန်းပေါ်မှာဇူကတ်တွေကိုအုံမိုးထားလိုက်ပါတယ်ဒီညလည်းဆုံးမရွာတွေကိုအစာရှာဖွေးနဲ့ရောက်လာလိမ့်မယ်လို့ဘာဦးတယောက်ယုံကြည်နေပါတယ်ခုဆိုရင်ရေချိုးတဲ့နေရာရဲ့အနီးဝန်းကျင်မှာလဲဘာဦးကဇူကတ်တွေကိုအစင်းနဲ့ပြင်ဆင်လို့ထားပြီးပြီဖြစ်ပါတယ်ဆုံးမတွေကိုဇူကတ်တွေဝက်ချုံတွေကကြောက်ကြပါတယ်ဘာဦးကတော့တနတ်ကိုလည်းအစင်းနဲ့ယူထားလိုက်ပြီးရေချိုးကန်းတွေကနေစောင်းရင်းနဲ့ဆုံးမကိုပြစ်ခတ်ဖို့ဆုံးဖြတ်လိုက်ပါတော့တယ်ညကအတော်လေးကိုအမှောင်ကျသွားပါပြီဘာဦးကတော့အချိန်တော်ကြောင်စောင့်လိုက်ရပါတယ်စုံကောင်းပြက်ကတော့ထုံးစံတိုင်းအနီအောင်လေးနေထွက်ပေါ်နေနဲ့အမောင်တို့တဲကနေတရွေ့ရွေ့နဲ့လာနေခဲ့ပါပြီအဲ့ချိန်မှာတော့ဘာဦးကအပေါက်ကြားထဲကနေအပြင်ကိုအသာလေးချောင်းကြည့်နေပါတယ်သူကတော့တယောက်တည်းကြောက်ရွံ့နေပေမဲ့အာတင်းထားလိုက်ပြီးအချိန်ကနကြာတော့စုံကောင်းပြက်ကဘာဦးရှိတဲ့ရေချိုးကန်းဒီကိုတဖေးဖေးချင်းလွင်မျောကရောက်လာပြီးတော့သူ့ရဲ့ခေါင်းတဲတဲ့ကိုရောက်လာခဲ့ပါတော့တယ်ရေချိုးကန်းအပေါ်မှာတော့စူးကတ်တွေရှိနေတာကြောင့်ဘာဦးကကြီးစံမလွဲချော်သွားစီကိုသေးသေးချာချာချိန်ရွယ်ထားလိုက်ပါတယ်စုံမကတော့သူ့ကိုမမြင်ပါဘူးစုံမခေါင်းပြက်အောက်မှာတော့ဦးရီကလီစာတွေကတွဲလောင်းကြလို့နေပြီးအမောင်ထဲမှာအနီးကပ်မြင်ရတာအသေးရစရာကောင်းလာပါတယ်ဘာဦးကတော့ပြစ်ကွင်းကောင်းပြီပိုင်ပြီဆိုတာနဲ့တခါတည်းပြစ်ထလိုက်တာကျဲလောင်နဲ့ရမ်းပေါက်ကွဲတန်တွေနဲ့တူသူ့ရဲ့ခေါင်းပေါ်တဲထဲမှာရှိနေတဲ့စုံမကနာကျင်စွာအီးအားနဲ့အော်ဟီရင်အဝေးကိုချက်ချင်းပဲထွက်ပြေးလို့သွားခဲ့ပါတော့တယ်စုံမကတော့ဘာဦးရဲ့တနတ်ပြစ်ချက်ကိုထီထီမိမိထိမှန်သွားခဲ့ရတာပါဒါတော့အမောင်ထဲမှာနီအောင်လင်းတွေကအမင်းကနေနှိမ်ကိုတဖြည်းဖြည်းနှိမ်ဆင်းလာခဲ့ပြီးခလန်းလန်းကတောအုပ်ထဲကိုဝင်ရောက်သွားခဲ့ပါတော့တယ်ဘာဦးကချက်ချင်းပဲရေချိုးကန်းတွေကနေအပြင်ကိုပြေးထွက်လာပြီးတော့အနီအောင်လင်းတွေထွက်ပေါ်နေတဲ့နေရာကိုမှန်းဆပြီးတော့ပြေးလိုက်သွားပါတယ်ဘာဦးကတော့ရန်ကိုစိတ်လှုပ်ရှားနေပြီးသူပြစ်ခတ်လိုက်တဲ့စိုးမကဘသူဖြစ်နေမလဲဆိုတာကိုသိကျင်နေခဲ့ပါတယ်ဘာဦးကအရှိခလန်းလန်းကိုရောက်လာတော့အလင်းအောင်တွေကပျောက်ကွယ်လို့သွားပါတော့တယ်အမောင်တို့ရဲ့တနေရာမှာတော့ဘာဦးကသူပြစ်လိုက်တဲ့စိုးမကိုရှာလို့လည်းမတွေ့ခဲ့တော့ပါဘူးဒါပေမဲ့မြေပေါ်မှာတော့သွေးဆက်တွေကရှိနေခဲ့ပါတယ်ဘာဦးတယောက်ချိန်တော်ကြောင်လို့လိုက်ရှာနေမိပါတယ်သူကတော့စိုးမကဒီလောက်မြန်မြန်ဆန်ဆန်ပျောက်ကွယ်သွားလိမ့်မယ်လို့ထင်မှတ်မထားပါဘူးချိန်ကနာကြတော့ဘာဦးရဲ့အင်ကြီးဘော်ကိုအပေါ်ကနေသွေးဆက်တွေကျလာခဲ့ပါတော့တယ်ဘာဦးကချက်ချင်းပဲတီးလိုက်ပါတယ်သူလည်းလက်ကိုမြှောက်ရင်းနဲ့သေးသေးချာချာကြည့်လိုက်ပါတယ်အခုသွေးစားတွေရဲ့အနံ့အသက်ကလည်းအရန်ကိုအော်ဂလီဆန်ချင်းစရာကောင်းလာနေပါပြီဘာဦးကသူ့ရဲ့အပေါ်မှာဆုံးမရှိသွားပြီဆိုတာကိုသိလိုက်ရပြီးအပေါ်ကိုမောကြည့်လိုက်တဲ့အခါမှာတော့ထင်းတဲ့အတိုင်းပဲဖြစ်နေခဲ့ပါတယ်အမောင်လူထဲမှာစုံမရဲ့ရည်တန်းကခြောက်ချားစရာကောင်းလာပါတယ်သူ့ကိုမျက်လုံးပြူးသားနဲ့ကြည့်နေခဲ့တာပါသူမြင်နေရတဲ့စုံမကတော့တခြားသူမဟုတ်ပါဘူးရွာထဲကအဖွားဆိုင်ပဲဖြစ်နေပါတော့တယ်ဘာဦးတယောက်ဖွားဆိုင်ကစုံမဆိုတာကိုသိလိုက်ရပြီးအန်အောမင်သက်သွားမိပါတယ်သူကတော့အခုဆိုရင်စုံမနဲ့မျက်နှာချင်းဆိုင်ရင်ဆိုင်နေမိပြီဖြစ်ပြီးတိတ်ဆိတ်နေတဲ့တောအုပ်လေးထဲမှာတယောက်တည်းဖြစ်နေခဲ့တာကြောင့်ဘာဦးလဲကြာကြာမနေတော့ပဲအပြင်ကိုအမြန်ပြေးထွက်လာခဲ့လိုက်ပါတော့တယ်ဘာဦးကနောက်နေ့မနက်စောစောမှာညကသူမြင်တွေ့ခဲ့တဲ့စုံမအကြောင်းကိုပြောပြဖို့အတွက်
ဦးခင်ဝင်းစီကိုအမြန်ပဲပြေးသွားလိုက်ပါတယ်တပတ်မှလည်းဖွားဆိုင်ကအိမ်ပြင်မှာတယောက်တည်းလဲလျောင်းနေပြီးတနတ်ဒဏ်ရာကြောင့်ညှဉ်းညူလို့နေပါပြီရွာတွေကသူတွေတချို့ကလည်းဖွားဆိုင်ရဲ့အိမ်လေးရှိမှရောက်ရှိနေကြပြီးတော့အခြေအနေကိုဝိုင်းဝန်းကြည့်ရှုနေကြပါတယ်ရွာသားတွေကဖွားဆိုင်ကိုဆရာဝန်စီသွားပြဖို့အတွက်ပြောနေကြပေမဲ့ဖွားဆိုင်ကတော့မသွားခဲ့ပါဘူးခဏကြာမှပဲဘာဦးကဖွားဆိုင်ရဲ့သတင်းကိုကြားလိုက်ရပြီးသူလည်းဖွားဆိုင်ရဲ့အိမ်ကိုအမြန်ပဲသွားကြည့်လိုက်ပါတယ်ဖွားဆိုင်ကတော့အိမ်ရတဲ့လဲနေပြီးတော့ပြန်မထနိုင်တော့ပါဘူးဖွားဆိုင်ကဘာဦးကိုမြင်တွေ့သွားပြီးတော့ဒေါသထွက်နေတဲ့မျက်လုံးတွေနဲ့စိုက်ကြည့်လို့နေခဲ့ပါတယ်ဘာဦးလည်းချက်ချင်းပဲဖွားဆိုင်ရဲ့အိမ်ကနေထွက်လာခဲ့လိုက်ပါတော့တယ်ဘာဦးကဦးခင်ဝင်းရဲ့အိမ်ကိုရောက်တဲ့အခါမှာတော့ညကသူကြုံတွေ့ခဲ့ရတဲ့အကြောင်းတွေကိုပြောပြရင်းဖွားဆိုင်ရဲ့အခုအခြေအနေကိုပါပြောပြလိုက်ပါတယ်ဦးခင်ဝင်းကတော့ဆုံးမဆိုတာရွာတွေကဖွားဆိုင်မဲဆိုတာကိုသိလိုက်ရပြီးဘာဦးကိုအခုလိုပဲသတိပေးလိုက်ပါတယ်ဖွားဆိုင်ကဆုံးမတကယ်ဖြစ်နေပြီဆိုရင်မင်းအခုတည်းပို့ပြီးတော့သတိထားမှရမယ်နော်ဟျောင်းသူကမင်းကိုပြန်ပြီးတော့ဒုက္ခပေးလာနိုင်တယ်မင်းရဲ့အိမ်ပတ်ပတ်လည်မှာလည်းစူးကတ်တွေနဲ့သေချာပြင်ဆင်တာကြားလားသူကအခုချိန်မှာဘာမှလုံးနိုင်မှာမဟုတ်ဘူးထင်တယ်ဗျသူအိပ်ရတယ်လဲနေတယ်လမ်းအောင်ရှောက်နိုင်မှာမဟုတ်တော့ဘူးအေးဘာပဲပြောကွာမင်းမပေါ်စားနေဂျင်းနေဆိုတာအမြဲတမ်းခံမှန်းလို့ရတာမဟုတ်ဘူးဘာလို့လဲဦးခင်ဝင်းနဲ့တူတူစကားပြောဆိုလို့ပြီးတာနဲ့အိမ်ကိုပြန်လာခဲ့လိုက်ပါတယ်သူရဲ့စိတ်ထဲမှာတော့ဦးခင်ဝင်းပြောသလိုဖွားဆိုင်သူ့ကိုပြန်ပြီးတော့ဒုက္ခပေးလာမှာကိုစိုးရိမ်လို့နေပါတယ်သူလည်းအိမ်ကိုပြန်လာတဲ့လမ်းမှာရှေ့ခက်လန်းလန်းကိုရောက်လာတော့ဘာဦးတယောက်အရန်ကိုအန်အိုးထုံလို့သွားခဲ့ရပါတယ်အကြောင်းကတော့သူစောစောကအိမ်ရထဲမှာလဲလျောင်းနေတာကိုမြင်တွေ့ရတဲ့ဖွားဆိုင်တယောက်ကိုဆိုရင်သူမရဲ့အိမ်ရှိမှထွက်ပြီးတော့သူ့ကိုစိုက်ကြည့်နေခဲ့လို့ပဲဖြစ်ပါတယ်သူရဲ့မျက်လုံးတွေကစူးရှပြီးတောက်ပလို့နေခဲ့တာပါဘာဦးကတော့သူ့ရဲ့ရှေ့ကနေဖြတ်လျှောက်လာတာဖြစ်လို့စိတ်ထဲမှာတော့အနေငယ်ကြောက်လန့်နေသလိုခံစားနေရပါတယ်သူလည်းဖွားဆိုင်အရှိကိုရောက်တော့ခြေလမ်းကိုကတ်တွတ်ရှောက်ရင်းနဲ့အမြန်သွားခဲ့လိုက်ပါတယ်ဘာဦးသူ့ရဲ့အိမ်ကိုပြန်ရောက်လာခြင်းမှာပဲသူ့ရဲ့အိမ်ပတ်လည်မှာစူးကတ်တွေနဲ့ကာယံထားလိုက်ပါတယ်သူကတော့အမောင်မကြမီအချိန်မီပြီးအောင်လို့အမြန်လုံနေလိုက်တာပါခုနကဖွားဆိုင်ရဲ့မျက်လုံးအကြည့်တွေရဆိုရင်သူစီကိုပြန်လာပြီးတော့အန်ဒီရဲ့ဘေးမှာတေးကြနေတယ်လို့ဘာဦးတယောက်တွေးနေမိပါတယ်ဘာဦးကတော့သူခုတ်ယူလာတဲ့စူးကတ်တွေကိုအမြန်ကာယံနေတဲ့အချိန်မှာပဲဖွားဆိုင်တယောက်သူ့ရဲ့အရှိကိုရောက်လာခဲ့ပါတော့တယ်ဟဲ့ပါဦးငါမင်းကိုပြောစရာရှိလို့မင်းအပြင်ထွက်လာပါဦးဖွားဆိုင်ဘာကိစ္စရှိလို့လဲပြောစရာရှိပြောလိဗျာကျွန်တော်နေပါရက်နေရပဲမင်းအပြင်ကိုထွက်ခဲ့လိုက်ပါဖွားဆိုင်ကအခုလိုအချိန်မှာသူ့ရဲ့ခန္ဓာကိုယ်ကတာမန်လူတယောက်လိုဖြစ်နေပေမဲ့ဘာဦးကတော့အပြင်ကိုမထွက်ရဲပါဘူးသူနဲ့ဖွားဆိုင်ကြားမှာစူးကတ်တွေကရှိလို့နေပါတယ်ဘာဦးကတော့ဘာမှမပြောတော့ပဲသူလုံးစရာရှိတာတွေကိုဆက်ပြီးတော့ပဲလုံနေလိုက်ပါတယ်ဖွားဆိုင်ကတော့ဒီကနေအချိန်တော်ကြာအထိထွက်မသွားပဲနဲ့သူ့ကိုတော်တော်လေးကြောင်အပြင်ကနေကြည့်နေခဲ့ပါတယ်ဒါကြောင့်ဘာဦးကဒီညမအိပ်ဘဲနဲ့ဖွားဆိုင်ကိုစောင့်ကြည့်ဖို့ပဲဆုံးဖြတ်လိုက်ပါတယ်သူလည်းခဏကြာတော့လုံးစရာရှိတာတွေကအကုန်ပြီးသွားခဲ့ပါတယ်သူလုံးသမားကိုဖွားဆိုင်ကခက်လန်းလန်းကနေရပ်ပြီးတော့စောင့်ကြည့်နေခဲ့တာပါဒါကိုတော့ဘာဦးကသတိမထားမိခဲ့ပါဘူးမကြာမီပါပဲအမှောင်ကျတဲ့အချိန်ကိုရောက်ရှိလို့သွားခဲ့ပါတယ်ခဏကြာမှတော့ရွာထဲကနေခွေးအောင်တန်တွေကနေရာနှံပြားကနေထွက်လာပြီးအမောင်တို့ကြားထဲကနေညီရဲနေတဲ့အလင်းအောင်တွေနဲ့တူစုံမလည်းရောက်လာခဲ့ပါတော့တယ်ခေါင်းတစ်လုံးသာပါတဲ့ဘွားဆိုင်ကဘာဦးရဲ့အိမ်ကိုအပြင်ကနေတေချာကြည့်နေခဲ့ပါတယ်အတန်ကြာတော့စူးကတ်တွေပေါ်ကနေအိမ်လေးရဲ့အနီးကိုဝင်လာလိုက်ပြီးအိမ်ရဲ့ပတ်ပတ်လဲမှာလွင်မျောလို့နေပါတော့တယ်ခဏကြာတော့စုံမကပရင်းပေါက်ပွင့်နေတာကိုမြင်တွေ့သွားခဲ့ပါတယ်သူလည်းချက်ချင်းပဲဘာဦးကိုလက်စားချီဖို့အတွက်အမြန်ဝင်လိုက်ပါတယ်အဲ့ဒီချိန်မှာတော့ဘာဦးကအထဲမှာအတင်းဆောင်နေပြီးသူ့ရဲ့လက်ထဲမှာလည်းစူးကတ်ကိုကင်ထားခဲ့တာပါစုံမကတော့ဘာဦးရှိနေမှမသိပါဘူးခဏကြာတော့ဘာဦးလည်းသူကင်ထားတဲ့စူးကတ်နဲ့အနောက်ကနေအားကုန်လွှဲရိုက်ပါတော့တယ်စုံမတော့ချက်ချင်းပဲဂျမ်းမီမော်ကိုပြုတ်ကျလို့သွားပြီးနာကျင်မှုနဲ့အတူတူလူးလုံရင်နဲ့အော်ဟေးလို့နေပါတယ်အခန်းလေးထဲကနေကျဲလောင်တဲ့အော်ဟေးတန်ကိုကြားလိုက်ရတော့ဦးခင်ဝင်းလည်းရေမန်းကွက်ကိုကိုင်းနဲ့ဘာဦးရဲ့အိမ်ကိုအမြန်ပြေးသွားလိုက်ပါတယ်တကယ်တော့ဦးခင်ဝင်းကအမောင်ထဲကနေပုံအောင်ရင်းနဲ့ခြေနေကိုစောင့်ကြည့်နေခဲ့တာပဲဖြစ်ပါတယ်ဦးခင်ဝင်းကတော့ရေမန်းတွေကိုယူလာပြီးတော့ဂါရာတွေကိုရွတ်ဆိုရင်ခဏကြာတော့ရေမန်းတွေနဲ့စုံမရဲ့ခန္ဓာကိုယ်ပေါ်ကိုဖြန်းချလိုက်ပါတယ်ချက်ချင်းဆိုသလိုကျဲလောင်လာတဲ့နာကျင်စွာအော်ဟေးတန်ကြီးတွေကထွက်ပေါ်လို့လာခဲ့ပါတော့တယ်ကဲမင်းဒီကနေသွားနိုင်ပါတယ်မင်းတို့ငါတို့ရံမပြူဘူးအခုအိမ်လေးထဲကနေမင်းထွက်သွားလိုက်ပါဦးခင်ဝင်းကအဲ့လိုပြောလိုက်တော့စုံမလည်းပရင်းမောက်ကနေအပြင်ကိုအမြန်ပဲထွက်ပြေးလို့သွားခဲ့ပါတော့တယ်
မနက်စောစောမှာတော့ဖွားဆိုင်တေဆုံးသွားပြီဆိုတဲ့သတင်းကရွာလေးထဲမှာပြန့်နှံ့လို့သွားခဲ့ပါပြီခုဆိုရင်ဆုံးမဖြစ်နေတဲ့ဖွားဆိုင်ကတေဆုံးလို့သွားခဲ့ပါပြီဦးခင်ဝင်းနဲ့ဘာဦးတို့လည်းဖွားဆိုင်အခြေအနေကိုလာပြီးတော့ကြည့်ရှုနေကြပါတယ်ဒါမဲ့သူတို့နှစ်ယောက်ကတော့ဖွားဆိုင်ဟာဆုံးမဖြစ်နေတယ်ဆိုတာကိုဘယ်သူမှပြောမပြခဲ့ပါဘူးဦးခင်ဝင်းနဲ့ဘာဦးတို့ကတော့ဖွားဆိုင်ရဲ့ဇာပနာမှာသူတို့မာရာတွေကိုခွင့်လွှတ်ပေးဖို့လဲတောင်းပန်ခဲ့ကြပါတယ်ခုဆိုရင်ရွာလေးထဲမှာတော့ဆုံးမရဲ့သတင်းတွေမကြားတော့သလိုအရင်ကလိုအိမ်မွေးတိရစ္ဆာန်လေးတွေလည်းတေဆုံးတာတွေမရှိတော့ဘဲနဲ့ရွာလေးကဟိုးရင်ကလိုပဲအေးချမ်းမှုကိုပြန်လည်ရရှိသွားခဲ့ပါတော့တယ်